ဂျိုသားတွေတကယ်ပဲကဘာမြေကိုလာခဲ့ဘူးတလားအမေရိကန်အစိုးရဟာကျွန်တော်တို့တာမန်လူတွေကိုကွယ်ဝယ်ပြီးဂျိုသားတွေရဲ့နီးပညာတွေကိုလေ့လာနေတာလားကဘာမှာဆောက်ရှောက်ထူထပ်ဆုံးတဲ့ဂျိုတုမြေပုံတွေမှာတောင်တေချာမပြပဲဖျောက်ထားလေးရှိတဲ့နေရာတခုရှိပါတယ်အဲ့ဒါကတော့နီဗားဒါးတဲကန်နာထဲက Area 51ပါပဲဒီနေရာကိုချင်းကပ်ဖို့ကြိုးစားတဲ့သူမှန်သမျှတနက်နဲ့ပစ်တက်ခံရနိုင်ကြီးရှိတယ်လို့ဖန်စီပြီးထောင်နှံပြင်းထန်ချမှတ်ခံရနိုင်ပါတယ်သူတို့တွေဒီလောက်ထိဘာကိုဖုံးကွယ်ထားခြင်းနေတာလဲတကယ်ပဲအဲ့ဒီထဲမှာပြတ်ကျခဲ့တဲ့ UFO တွေနဲ့ဂျိုသားရဲ့ရုပ်လောင်းတွေကိုဝတ်ထားတာလားဒီနေ့ဗီဒီယိုမှာတော့ Area 51ရဲ့တမိုင်းကြောင်းနဲ့ကဘာကိုတုံလုံးစေခဲ့တဲ့ဂျိုသားလိုအပ်ချက်တွေကိုအသေးစိတ်ဖော်ထုတ်ပေးသွားမှာပါ Presented by Consunchar ပထမဆုံးအနေနဲ့ Area 51ဆိုတာပါလေဒါဟာအမေရိကန်လေတပ်ရဲ့လှုပ်ဝက်စစ်အခြေစိုက်စခန်းတစ်ခုဖြစ်ပြီးအစိုးရရဲ့မြေပုံတွေပေါ်မှာနှစ်ပေါင်းများစွာတရားဝင်ထည့်သွင်းမပြောခဲ့တဲ့နေရာတစ်ခုပါတကယ်တော့ဒီနေရာကိုဒုတိယကမ္ဘာစစ်အပြီးစစ်အေးတိုက်ပွဲကာလမှာစတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ် CIA အဖွဲ့ကြီးက U2 တချိုလီယန်တွေကိုတာမန်လူတွေမမြင်နိုင်တဲ့နေရာမှာလှုပ်ဝက်စမ်းတက်မောင်းနှင်ဖို့အတွက် Grom Lake လို့ခေါ်တဲ့ကန်ကျောက်ကြီးဘေးမှာဒီစခန်းကိုစတင်တည်ဆောက်ခဲ့တာပါA12 Ascat နဲ့နာမည်ကြီး SR-71 Blackbird တို့လိုတာမန်ထက်3စားပိုမြန်ပြီးရေဒါထဲမှာဖျောက်ထားနိုင်တဲ့ကိုပြောက်တချိုလီယန်တွေကိုဒီနေရာမှာပဲစမ်းတက်ခဲ့ကြတာပါနှစ်ပေါင်း90ကျော်ကြာအောင်ဒီနေရာတည်ရှိမှုကိုညှင်းဆိုခဲ့တဲ့အမေရိကန်အစိုးရဟာ2013ခုနှစ်ရောက်မှသာ CIA ရဲ့အမှတ်တမ်းဟောင်းကိုချပြရင်း Area 51ရှိကြောင်းပထမဆုံးကြိမ်တရားဝင်ဝန်ခံခဲ့ပါတယ်။ဒါဆိုရင်မေးစရာရှိတာကတချို့လင်းစားတက်စစ်စကန်တစ်ခုကနေဘလို့ဖြစ်ပြီးဂျိုသားတွေရှိတဲ့နေရာဆိုပြီးကဘာကျော်သွားတာလဲ။ Area 51ကိုဂျိုသားဇလန်းတွေနဲ့တွဲဖက်ပေးလိုက်တဲ့အဓိကတရားခံကတော့ Bob Lazar ပါပဲ။1989ခုနှစ်မှာသူဟာရုပ်တံလိုင်းတစ်ခုမှာထွက်ပေါ်လာပြီးကဘာကြီးကိုဆွဲလုံးမဲ့လှုပ်ဝက်ချက်တွေကိုဖင်ချခဲ့ပါတယ်။သူ့အဆိုအရသူဟာ Area 51ရဲ့အနီးနားက S4 လို့ခေါ်တဲ့ပိုပြီးလှုပ်ဝက်တဲ့မြေအောက်စကန်တစ်ခုမှာလှုပ်ခဲ့ရတဲ့သိပ္ပံပညာရှင်တစ်ယောက်ပါ။သူရဲ့အလုပ်ကဘာလဲဆိုတော့အမေရိကန်အစိုးရလက်ထက်ကိုရောက်နေတဲ့ဂျိုသားတွေရဲ့ UFO ရင်ပြန်ကြီးကိုအစိပ်ပိုင်းတွေတစ်ခုချင်းစီဖြုတ်ပြီးသူတို့ဘယ်လိုအလုပ်လုပ်လဲဆိုတာကိုပြန်လည်အင်ဂျင်နီယာပညာရပ်နဲ့လေ့လာရတဲ့ reverse engineering အလုပ်ပဲဖြစ်ပါတယ်။ Bob Lazar ကသူဟာစကန်နာမှာ UFO ရင်ပြန်6စီကိုတွေးခဲ့ရပြီးအဲ့ဒီရင်တွေဟာကမ္ဘာပေါ်မှာမီတီလောင်စာစီကိုမှမသုံးပဲ Element 115လို့ခေါ်တဲ့ဓာတ်စင်တစ်ခုကိုသုံးပြီးဓာတ်ဆွဲအားလိုင်းတွေကိုထိချုံကပြန်တန်းတာဖြစ်တယ်လို့ဆိုပါတယ်။ထူးဆန်းတာကသူအဲ့ဒီစကားပြောခဲ့စဉ်ကကမ္ဘာသိပ္ပံပညာရှင်တွေဟာ Element 115ကိုမရှာဖွေရသေးပါဘူး2003ခုနှစ်ကျမှသာသိပ္ပံပညာရှင်တွေကအဲ့ဒီဓာတ်စင်ကိုဓာတ်ခွဲခဲ့တဲ့မှာတရားဝင်ရှာဖွေတွေ့ရှိခဲ့တာမို့ဘောလီစာရဲ့စကားဟာပိုပြီးယုံစရာဖြစ်လာခဲ့ပါတယ်။ဒါတင်မကသေးပါဘူး။သူဟာစကန်ကအခန်းတစ်ခုရဲ့မှန်ချက်တစ်စိတ်အရက်ပုပုခေါင်းကြီးကြီးနဲ့ဂျိုသားတကောင်ကိုစစ်တပ်ရရှိတွေစကားပြောနေတာကိုလှမ်းမြင်ခဲ့ရတယ်လို့လည်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။ Bob Lazarရဲ့ဖွင့်ပြချက်အပြီးမှာတော့ကမ္ဘာတဝန်းက UFO စိတ်ဝင်စားသူတွေဟာ Area 51အနီးနားကိုရောက်လာကြပါတယ်2019ခုနှစ်တုန်းက Facebook ပေါ်မှာ Area 51ကိုအုံအုံတိုင်းဝင်စီးကြဆိုးဆိုတဲ့ပွဲတစ်ခုခေတ်စားခဲ့ပြီးလူပေါင်း2တန်းကျော်ကဝင်ရောက်စီးနင်းဖို့ဆင်းရဲပေးခဲ့ကြပါတယ်။ဒါဆိုရင် Area 51မှာတကယ်ပဲဂျိုသားတွေရှိနေတာလား။သိပ္ပံနည်းကျရုပ်တည်ရှိဆုံးတွေးကြည့်ရင်တော့ဒီစကန်ဟာကမ္ဘာအဆင့်မြင့်ဆုံးနည်းပညာတွေအနာဂတ်ကိုပြောက်တိုက်လျင်တွေနဲ့ drone တွေကိုစမ်းသပ်တဲ့နေရာဖြစ်ဖို့ရာခိုင်နှုန်းတော်တော်များပါတယ်။ဒါပေမဲ့စစ်တပ်ကဒီနည်းပညာတွေကိုရုရှားဒါမှမဟုတ်တရုတ်နိုင်ငံတွေကိုမတိစီခြင်းတဲ့အတွက်ဂျိုသားတွေရှိပါတယ်ဆိုတဲ့ကောလာဟာလာတွေကိုတုံးချပြီးလူတွေကိုလမ်းလွှဲတာလည်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့အကျယ်ဝန်းဧကဂရေပေါင်းများစွာရှိတဲ့ဒီစက်ကြော်ရာကြီးတန်းမှာကျွန်တော်တို့လူသားတွေကြီးပဲရှိနေရလို့ထင်ရင်တော့ဒါဟာနေရာအလဟတ်တက်ဖြစ်လွန်းအောင်ကြပါလိမ့်မယ်။တဲ့အနေနဲ့ရော Area 51နဲ့မှာဂျိုသားနည်းပညာတွေကိုတကယ်ပဲလှုပ်ဝက်ဆန်းတဲ့နေတယ်လို့ယုံကြည်ပါသလား။ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။